ကျွန်တော်ညီကိုမောင်နှမရဲ့အတွက်ဒီနေ့ဒုတိကနန်းလေးလာမျှဝေတာပေါ့တစ်ပတ်စာဒုတိကနန်းလေးလာမျှဝေတာကျွန်တော်အနေနဲ့အတက်နိုင်ဆုံးအကောင်းဆုံးကြိုးစားထားတဲ့ကနန်းလေးကိုလာပြီးတော့မျှဝေတာပေါ့ညီကိုတွေအကုန်လုံးရစီခြင်းနဲ့စီနာတီးတဲ့နဲ့လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပတ်စာမပြောက်ပတ်တီးရတော့3ညပါ3ညဒီတစ်ပတ်လုံးဝမပြောက်ပတ်တီးပါ3ညပါဒီတစ်ပတ်မပြောက်ပတ်တီးရဘောဓုမကျော်ပတ်တီးကျွန်တော်အကြိုက်ဆုံးဘောဓုမကျော်ပတ်တီးရ1ပါပရိတ်ကတော့ဒီတစ်ပတ်လုံးအတွက်ပရိတ်ကမပြောက်ပရိတ်4ရှိပါတယ်4ပါ4လုံးအခွေကိုပေးပါဆိုတော့ကျွန်တော်အနေနဲ့အကြိုက်ဆုံး4လုံးခွဲ235ခွန်းခွေဘူးပါအပူပါ235ခွန်းခွေဘူးပါဒီကိုတွေအားလုံးကျွန်တော်ကိုအားပေးရဆိုရင် like and subscribe နဲ့အားပေးခဲ့ကြပါလို့အပန်းမကျင် like and subscribe နဲ့အားပေးခဲ့ကြပါ